ကျွန်တော်တို့မန္တလေးရဲ့ငရင်ပေါ့နော်ဒီမှာကြည့်အိမ်လေးပြိုကုန်ပြီဗျာဒီမှာပြီးကုန်ပြီလူတွေထဲမှာပြီးကုန်ပြီကြည့်ဒီမှာကားလေးကောလုံးပြစ်စီးကုန်ပြီဒီမှာဟိုဘက်မှာလည်းအိမ်လေးကောလုံးပြစ်စီးကုန်ပြီဗျာဒီမှာဟိုဘက်တိုက်လေးတော့ဟိုတိုက်လေးဆိုတော့ကောင်းတချမ်းရင်ကုန်ပြီဒါဆိုလို့ရပြိုကုန်ပြီဒီမှာကောလုံးကျိုးကုန်ပြီဟောထဲမှာလူပူပေါ်တက်နေတဲ့လူကြီးဟောဒီကလဲတော့မယ်ဒီအိမ်ကလဲတော့မယ်လူနဲ့ဆင်းလာခဲ့တော့လဲတော့မယ်ဟောရှင်းလာခဲ့တော့ဒီမှာကြောက်လဲတော့မယ်ဒီအိမ်ကလဲတော့မယ်ဟောဒီအိမ်ရဲ့ဘေးမှာလူကျင်းနေတော့ဒီမှာဒီအိမ်ကလဲတော့မယ်အိမ်ကလဲတော့မယ်ဟောသွားပြီဒီမှာသွားပြီအော်တဘာဝပြီးရတခါမှမကြောင်ဘူးကျွန်တော်တို့အသိနဲ့တကောဗျာဒါအသိ30ကျော်ပြီကျွန်တော်တို့တခါမှမကြောင်ရင်ဘူးဗျာဒါကြီးอ่ะကျော်ဒီအိမ်ပေါ်မှာလူလေးရှိသေးတယ်ဗျာဒါအော်ပါပြီးနေကုန်ပြီဒီအိမ်ကပြီးကုန်ပြီပြားကုန်ပြီဒီမှာဒီဘက်အိမ်လေးရောဒီငရင်ကဘယ်လောက်ထိပြင်းလဲဆိုတော့ပြင်းအားဘယ်လောက်ထိုးလဲဆိုတော့ဒီထဲမှာဘယ်ထဲမှာလဲဒီထဲမှာလူတယောက်ရှိသေးတယ်လေသွားပြီဒီမှာဒီထဲမှာလူလေးရှိကုန်ပြီသွားပြီဒီထဲမှာလူလေးရှိသေးတယ်ဝါမကြောက်ဟိုဘက်မှာလည်းကလုံးလဲကုန်ပြီဟိုဘက်အိမ်လေးလည်းလဲကုန်ပြီဗျာဒါကြောက်အိမ်လေးဒီမှာကြောက်ငရင်လောက်တာကျွန်တော်တို့မန္တလေးရဲ့ငရင်